အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့မြန်မာရသ YouTube channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမမော်အေဂရီရေးဆက်ထားတဲ့10နှစ်တန်းဇာတ်လမ်းနဲ့တမလွန်တို့ဇာတ်လမ်းတို့ကိုပူးတွဲတင်ဆက်ပေးမှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာကဲ ready ဖြစ်ပြီဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြအောင်ဗျာအခန်းတော့10နှစ်တန်းတရွာလုံးတိတ်ဆိတ်က6ကက်လို့နေသလိုနေလေနေကင်းရွာလမ်းမှာစောကစားကြသည့်ကလေးတချို့တော့ခုတလောမစောကြမိဘတွေကတရေခေါ်တော်လိမ့်မယ်ဆိုတဲ့စကားကသူတို့နားရဲဆွဲလို့နေပြီပိုဆိုးတာကရင်ခွင်ပိုက်ကလေးများ၏မိခင်များပင်ဖြစ်ပါတယ်ကလေးကိုလက်ထဲကပြစ်မချရေးကြညဘက်ရောက်လာတာနဲ့ခြံစည်းရိုးတကားကိုတေချာပိတ်ကစောစောအေးရဝင်ကြတယ်တရက်ညနေနေဝင်မိုးချုပ်စာမှာဝလုံးရိုက်တန်တန်မုံတီးတန်တို့စူညံစွာထွက်လာတာကြောင့်တကြီးကသူတို့ပြင်းငလုံးအားငလုံးရွာထဲမှာစူညံတာတွေဘာဖြစ်တာလဲကွတရက်တစီရွာထဲမွေးနေအောင်မောင်းထုတ်နေကြတာပါဟေးတကြီးကလည်းအံ့ဩသွားပြီးနာနာဘာဝတွေကတန်မုံတီးတန်ဝါလုံးတီးတန်တို့တွေကြားရင်ရွာထဲမဝင်ကြတော့ဘူးလားအတန်တွေကလည်းတော်တော်နဲ့မရက်အဆက်မပြတ်ကိုထွက်လာလေရာကြောက်မက်ဖွယ်ပင်ကောင်းနေပါလို့လေတကြီးကတော့တော်မြကလည်းငလုံးနောက်နေ့တွေတများတန်မုံတီးရင်နင်းလိုက်တီးတရေတစီတွေကတကြီးအိမ်မမဝင်မှုဆိုတာမရှိဘူးဟဲ့မမြဟာတကြီးကိုလှမ်းရွဲလိုက်ရာတကြီးကမင်းကွာဒိတ်ပဲမရှိတာဘာဒိတ်မှမရှိရလေရွာတွေကအိမ်တိုင်းလိုတမာကိုင်းတွေအိမ်တိုင်းမှာချိတ်ထားကြတယ်ရှင့်ကိုချိတ်ထားပါဆိုတော့တကြီးဖြစ်ပြီးချိတ်ထားရင်တိတ်ခကြတယ်တရေတစီဆိုတာတကြီးကိုလည်းကြောက်မယ်မထင်ပါဘူးမင်းကအဲ့ဒါပဲတခုခုဆိုကြောက်ဖို့ပဲစဉ်းစားနေတာအဲ့လိုဖြစ်အောင်ပဲဘာလို့ရမလဲမတွေးတော့ဘူးလားတကြီးကပြောတော့မမြမဲလိုက်တယ်ထိုးစင်းတကြီးခြံထဲသို့ရွာသားကာလာသားပေါက်ကြီးနဲ့ဖိုးချိုတို့ဝင်ရောက်လာခဲ့ပါတယ်ဘာကိစ္စလဲဟဲ့တကြီးကလှမ်းမေးလိုက်ရပေါက်ကြီးကတကြီးပြောစရာရှိလို့အေးဘာပြောမှလဲပေါက်ကြီးနဲ့ဖိုးချိုတို့ကတကြီးအိမ်အောက်ထက်ရှိတန်းလျာထိုင်ကုန်မှာဝင်ထိုင်လိုက်ရင်ညကလေးလာခေါ်တဲ့တစီကိုကျုပ်တို့တွေ့ခဲ့တယ်ဟမ်ဟုတ်လားဟုတ်တယ်တကြီးတကူလုံးမဲနှက်နေတာပဲကျုပ်တို့ကိုမြင်တော့ကျုပ်တို့နောက်လိုက်တာနဲ့ထွက်ပြေးလိုက်ရတာဗျာအမောတော်စို့တယ်ပေါက်ကြီးဟာမျက်နှာငယ်လေးနဲ့ပြောတော့တကြီးကစဉ်းစားရကြက်နေပါတယ်ပေါက်ကြီးနဲ့ဖိုးချိုတို့ဟာရွာမှာစိုးစိုးပေပေနေလာသူတွေဘာကူမှကြောက်စိတ်ဟူ၍မရှိတာမဟုတ်အရဲလဲတောက်ထားမှမနဲ့လင်းတာနဲ့မူးနေလေပြီမင်းရဲ့မူးနေလို့များလားပေါက်ကြီးရဲ့ကျွန်တော်တို့ဘလောက်တောက်တကြီးသိပါတယ်ဒါပေမဲ့အမြင်မှားလောက်အောင်တော့မူးတယ်ဆိုတော့မရှိပါဘူးဗျာနေပါဦးမင်းတို့တွေ့တဲ့အိမ်ရှိကတာနိုးတို့အိမ်ရှိမှာဟမ်တာနိုးမိမမွေးထားတဲ့ကလေးကဘာရှိသေးတာမှတ်လို့2လ3လသားလောက်ပဲရှိသေးတာဟုတ်ပြီလေမင်းတို့တွေ့ကြတာကိုအစားဆုံးပြောပြဟုတ်ကဲ့တကြီးဒီလိုဗျပေါက်ကြီးဟာတကြီးဟာသူကြုံတွေ့ကြရတာတွေကိုပြောပြနေပါတယ်လို့လေဖိုးချိုကြီးတို့ရကတော့တိတ်ဆိတ်နေပါလားကွပေါက်ကြီးနဲ့ဖိုးချိုတို့ဟာရွာပြင်ဖိုးကြီးတဲမှာချက်ရက်ကိုအမူးတောက်လာပြီးရွာထဲဝင်တော့ညင်းနဲ့နေကြလေပြီညနဲ့တော့အိတ်နေပြီပေါ့ကွာညနဲ့လို့မဟုတ်ဘူးကွကြောက်လို့အိတ်နေကြတာဘာကြောက်တာလဲကွကလေးခိုးတဲ့တည်းရဲ့ဟုတ်လားဖိုးချိုကမျက်လုံးမဖွင့်နိုင်နှစ်ယောက်သားတွဲလျက်မေးလိုက်ဟုတ်တယ်တဲ့ကွအလကားလူတွေကွာကြောက်เสียမရှိရကြံဖန်ကြောက်နေကြရောကြောက်တာကသူတို့အလုပ်လေတောက်တာကတို့အလုပ်ဟုတ်တယ်မလားဖိုးချိုဟာအာလေးရှာလေးနဲ့ပြောတော့ပေါက်ကြီးဟာဟုတ်တာဘောဖိုးချိုဟာရွာလူတွေကအကြောက်ကြီးနေတော့ဒုံမူတာတော့ကဲ့ရလို့မရတော့ဘူးကွာအေးနေအောင်တော့ရှောက်လာရင်မလားမကမ်းမအရင်မဲကြီးကြောက်ခြေလန်းတို့တုံကနေရက်မိသွားပါတော့တယ်ဖိုးချိုဟိုမှာကြည့်စမ်းကွာဟင်ဘာကြီးလဲပေါက်ကြီးဖို
ဖိုးချိုတို့မျက်လုံးကိုမနှဲအားယူဖွင့်လိုက်ပြီးကြည့်လိုက်တဲ့အခါမှာတော့ဟာဘာကြီးလဲကွာတာနိုးတို့ကြည့်နေတာဘာသူလဲမသိဘူးကွာလူတော့မဖြစ်နိုင်ဘူးသူ့ဘေးနားမှာဘာကောင်းကြီးလဲဟာပေါကြီးဟာဖိုးချိုပြောရကိုကြည့်လိုက်ရဟာခွင်းနဲ့ကြီးကွာအေးဟုတ်တယ်ပေါကြီးငါတို့မမြင်တော့ပါဘူးနော်အသားငိမ့်နေဖိုးချိုငါကြောက်တယ်ကွာသူတို့ဟာရက်ကြည့်နေသည့်နေရာနဲ့အနှင်းငယ်လှမ်းတာကြောင့်သူတို့ကိုမမြင်နိုင်ဟုထင်မှတ်ထားလေတယ်ဟင်ခွေးလက်ကြီးဟာသူတို့ရှိရာဘက်ကိုလှည့်လိုက်ရာနေရဲနေသောမျက်လုံးကြောင့်လန့်လို့သွားပါလေတော့တယ်ဟိုခွေးကြီးငါတို့ကိုတွေ့သွားပြီပေါကြီးအေးပေါကြီးနဲ့ဖိုးချိုကလည်းမူရတွေဘယ်ရောက်သွားတယ်မသိကြကြက်သိမ်းများထားလို့လာတယ်ပါတော့တယ်ခွေးနဲ့ကြီးဟာဆွဲငင်ဥလိုက်တဲ့ခါမှာတော့ဟင်ဟာရုတ်တရက်ဆူဆူဝါဝါဥလိုက်တဲ့အရေးမဲကြီးကသူတို့ဘက်သို့လှည့်လာကဖိုးချိုလာပြေးမယ်ကွာအေးသူတို့နေရာဟာနောက်လှည့်ကတုတ်ချေတင်၍ပြေးလာပါတော့တယ်ရွာတွေကခွေးတွေဟာလည်းဟောင်းရမယ်စားဦးနေတာဒီရွာလုံးကိုစူညံလို့နေပါတော့တယ်ဖိုးကြီးတဲ့ကိုပြန်ရောက်တော့စကားပဲမပြောနိုင်ပြီဝါချမ်းပေါ်မှာမှောက်ကြ၍သွားပါတော့တယ်အဲ့ဒါပဲတကြီးကျွန်တော်တို့နောက်လှည့်ကြည့်ရရွာတိုင်းမှာပဲကြံခဲ့တယ်ဗျတကြီးပေါကြီးပြောသမျှကိုစိတ်ဝင်စားနားထောင်နေမင်းတို့ပြောပုံရမင်းတို့ကိုတွေ့လို့တာနုတ်ကလေးကိုမခေါ်သွားတာဖြစ်နိုင်ဟုတ်မယ်ထင်တာပဲတကြီးဘလို့ဖြစ်ဖြစ်ရွာအတွက်တော့မကောင်းဘူးထင်တယ်ဗျအေးလူတို့တခိုးဆိုရှင်းလိုက်တာကြာပြီနာဘာဝတွေဆိုတော့ဘလို့မှမတတ်နိုင်ပဲလက်ပိုက်ကြည့်နေတာကွာတကြီးဟာစိတ်ပြက်စွာပေါကြီးအားပြောလိုက်ပါတော့တယ်ဒီလိုပါလားတကြီးမိုးကနေရွာမှာဆရာတယောက်ရှိတယ်တိတ်ဆွမ်းတယ်လို့ပြောကြတယ်သူ့ကိုပြင်ပြီးတားရင်ဖြစ်ပါမလားဗျဟုတ်ပါမလားပေါကြီးရဲ့အခြေအနေကအခုတည်းပိုဆိုးလာရင်ဘယ်လိုလုပ်မလဲတကြီးပြောတာကိုဖိုးချိုကဝင်၍အခုလိုလက်ပိုက်ကြည့်နေရတဲ့ဆိုင်အခြေအနေထူးလာမှာပေါ့တကြီးရဲ့မြို့ကလူတွေတော့တကူတကလာကြတယ်လို့ပြောကြတယ်ဗျရွာနဲ့တိုင်ပင်လိုက်အောင်မကွာမြန်တိုင်ပင်တကြီးနောက်ထပ်ကလေးတွေပါသွားရင်တကြီးတိတ်ခါကြမေးဗျအေးပါကွာအေးပါပြောင်းမဲ့တကြီးဆရာပင်းမကျွန်တော်တာဝန်ထားအေးဘောကြီးနဲ့ဖိုးချိုတို့ပြန်သွားတော့တကြီးသည်လေးနှက်စွာတွေး၍ဒီတိုင်းထားနေရတဲ့ဆရာကရွာအတွက်တစ်ခုလှုပ်ပေးနိုင်ပါပြီဆိုလျင်ပိုး၍ကောင်းပြီဟုစဉ်းစားလိုက်ပါတော့တယ်အခန်းလေးတမလွန်တို့ဦးကျော်တင်တယောက်ဟာဖိုးကလေးရွာရှိစံသက်တို့စပားကျိတ်ရန်စပားများသွားပို့ပြီးလဲနဲ့ရွာသို့ပြန်လာစဉ်လမ်းတိုင်းကြီးမသောလွယ်ကြီးကိုလွယ်လျက်လှဲလန်းတိုင်းလျှောက်လာ၍ပြန်လာသောဦးအက္ခအားတွေးလိုက်ပါတော့တယ်သူလေးတန်ကိုကြားရထင်းသည်ဦးအက္ခသည်လမ်းဘေးကိုဆောင်၍နေပါတယ်ဦးကျော်တင်ကလည်းငကိုကလေးကဦးအက္ခနဲ့အခေါ်ပြောရှိသည်လို့ဖြစ်တာကြောင့်ဦးအက္ခဘယ်ပြန်လာတာလဲရွာပြန်မလို့လားဗျလာလှဲဖို့တက်လိဗျာနေပါစီဗျာဦးကျော်တင်ကျုပ်လမ်းလျှောက်ပြန်ပါမယ်ဗျဦးအက္ခဟာပြုံးရွှင်စွာညင်းလိုက်ပါတော့တယ်မဟုတ်တာဗျာရွာရောက်ဖို့2မိုင်လောက်လိုသေးတယ်ဗျာလာဗျာကျုပ်ခုလိုလိုချင်လို့ပါဗျအာနာလို့ပါဗျာအာမနာပါနဲ့တက်တာတက်ဦးအက္ခနဲ့စကားပြောရတာကျုပ်အတွက်အဖုံးမဖြတ်နိုင်တဲ့ဘူးသူရတွေရတယ်ဗျဦးကျော်တင်ဟာလှိုက်လိုက်လဲခေါ်လာကြောင့်ဦးအက္ခလည်းမငင်းသာတော့ပဲလဲပေါ်သို့တက်လိုက်ပါတော့တယ်ဦးကျော်တင်ကြည့်ရတာကျမ်းမာရေးမကောင်းသလိုပဲဗျစကားပြောတာမောနေတယ်ထင်တယ်ဟုတ်တယ်ဦးအက္ခဟေးကျုပ်ခဏအဖျားတက်တယ်ဗျငါဖျားခံလိုက်ရှိတော့ပိုဆိုးတာပေါ့ဘုံတော့ကတိုးလိုက်တဲ့ဒဏ်တွေထင်ပါရဲ့ဗျာဦးအက္ခဟာခေါင်းကိုတငိမ့်လုံးရင်းနဲ့အချိန်ယူပြီးတခြားကုရင်တော့ပျောက်ပါတယ်ဦးကျော်တင်အသားရည်ကလည်းတိတ်မမှန်ဘူးအနားယူဖို့ကောင်းနေပြီဗျဦးကျော်တင်ကလည်းလဲဖို့မောရင်းနဲ့ကျုံမှာသမီးတယောက်ရှိတယ်အရွယ်ကလည်းရောက်နေပြီအိမ်တော်မကြသေးတော့သူ့တောင်းဝင်ကိုကျုပ်ကယူနေရတော့ဗျဦးကျော်တင်တောင်းဝင်ယူတာလဲယူပေါ့ဗျာကျမ်းမာရေးလဲဂယုဆိုင်တကူဆိုကျုပ်ကိုအကြောင်းကြားခိုင်းလိုက်ဗျာဦးကျော်တင်ဟာအနှဲငယ်လန့်သွားပါတယ်
ဦးကအိမ်မဲကြီးမှလူတို့ဦးလဲဖြစ်တာကြောင့်ဦးကပြော၍ကျုပ်ကလူနာကိုကောင်းကောင်းကူတတ်ပါတယ်ဟမ်ဦးကစေးပညာတက်တာပေါ့ဗျကျုပ်တက်တာမတေအောင်ပဲကူတတ်တာဗျဒီတက်ပိုတဲ့ပညာရက်ကိုကျုပ်တို့အိမ်ကလူတွေအကုန်တက်တယ်ဟမ်ဟုတ်လားဗျဦးကျော်တင်ဟာအော်သွားစားဖြင့်မေးလိုက်ပါတော့လေရွာထဲကလူတွေကခမည်းတော်ကိုအထင်လွဲနေတော့ဗျထင်ရင်လည်းထင်ပါစီဗျာထင်တာကလည်းသူတို့အလုပ်ပဲကျုပ်တို့ကကျုပ်တို့လုံနေတာပဲလေဦးကတော့အလုပ်ကပြောခွင့်မရှိတာခွင်းလို့ကိုကျော်တင်ရေဟုတ်ကဲ့ပါဗျာဟုတ်ကဲ့နှစ်ယောက်သားစကားစားပြတ်သွားပြီးအတွေးကိုစီနဲ့လဲကိုစီးလာကြစဉ်ဟမ်လဲလမ်းမေးတွင်ရင်ထိုးကသွားနေကြသည့်အမှုသမားများနှစ်ယောက်တခြားကြည့်လိုက်တော့ပေါက်ကြီးနဲ့ဖိုးချိုသူတို့နှစ်ယောက်ကလည်းဦးကျော်တင်နဲ့ဦးကတော့လဲတူစီးသွားတာကိုမြင်လိုက်ကြတယ်ဦးကျော်တင်ဗျာဦးကအဲ့ကောင်တော့ခမရဒုက္ခပေးလိမ့်မယ်ဘာဖြစ်လို့လဲဗျဦးကမဖြေပါနှုတ်စိတ်စွာလိုက်ပါလာရင်ရွာထဲရောက်တော့ဦးကျော်တင်ကိုနှုတ်ဆက်ကဆင်းသွားပါလေတော့တယ်အဖေရဲ့ကျမ်းမာရေးမကောင်းရတဲ့စပားကြီးတွေမထမ်းပါနဲ့လို့ပြောတာကိုမရဘူးအခုတော့ကိုရီလက်တွေကိုက်ပြီးအဖျားပြတ်တက်နေပြီမဟုတ်ဘူးလားမြခွာညူဟာဖခင်ဖြစ်သူကိုဂယုဏဖြင့်အပြစ်တင်ရင်ကိုရီလက်တွေကိုနှိမ့်နယ်ပေးလို့နေပါတော့တယ်သူတို့မှတားဖာနေရောက်တဲ့ရှိပြီးလောက်ခိုင်စားတော့တာအပြည့်စုံကြီးမဟုတ်ပေမဲ့မပူမပင်တော့နေနိုင်တယ်ဖခင်ကိုတန်ရောစဉ်ကြီးတဲ့စိတ်နဲ့အိမ်တော်မပြုတော့ဟုဆုံးဖြတ်ထားပေမဲ့ဖခင်ကတော့အိမ်တော်ကြစေခြင်းနေပါတယ်ဒါမှလည်းသူဆုံးပါသွားတဲ့အခါသမီးကိုစောင့်ရှောက်နိုင်မှာမဟုတ်လားသမီးရဲ့ရပါတယ်ကွယ်ငါသမီးလည်းအဖေကိုပြုစုရတာနဲ့ပင်ပန်းလာပါတယ်ဒီလိုလဲဘယ်ဟုတ်ပါမလဲအဖေရဲ့သမီးကအဖေကိုပြုစုချင်တာပါတာရုပါကွယ်တာရုမြခွန်ညူဟာဖခင်ကိုပြုစုရတာကိုပင်ပန်းသည်ဟုပင်မထင်ဖခင်သက်သာရင်သူစိတ်ချမ်းသာလေသည်အခုတစ်ခေါက်သူ့ဖေဖျားတက်တာရက်ကကြာလာတယ်တခါတည်းအဖျားတက်တာထက်ကြောက်စရာကောင်းလောက်အောင်စိုးရင်ရတယ်တညမှာချမ်းလိုက်တာသမီးရဲ့ချမ်းလိုက်တာအဖေဟာကိုရီလည်းချစ်တောက်ပူနေပါလားမြခွာညူဟာလွန်စွာစိုးရင်လို့သွားပါတော့တယ်ခဏလေးဖေချင်းအိမ်ကအဘဆိုးကိုသွားခေါ်လိုက်အောင်မယ်မြခွန်ညူဟာချင်းအိမ်တို့ပြေးထွက်လာပြီးခြံရှိရောက်မှာတော့ဘာဆိုအေးဘသူလဲဟာသမီးပါမြခွန်ညူလေအဖေဖျားတွေတားတက်နေလို့လာခဲ့ပါအောင်ဘာဆိုရဲ့အေးလာခဲ့မယ်မြခွန်ညူဟာအိမ်ခြံရှိမှထွက်မြေအပြုတ်ဟင်ငွေမပေါကြီးနဲ့ဖိုးချိုနှစ်ယောက်ကိုတွေးလိုက်၍ဖြစ်ပါတယ်ဟဲ့မြခွန်ညူနင်းအဖေဘာဖြစ်လို့လဲအဖျားတွေတက်နေလို့ပါဟာဦးလေးကျော်တင်ကငှက်ဖျားရှိရမလားဖိုးချိုလာဒိုးတွေလိုက်ကြည့်အောင်မြခွန်ညူတော့သူပေါကြီးနဲ့ဖိုးချိုတို့လိုက်လာကြရင်အိမ်မော်ရောက်တော့ဦးကျော်တင်ကိုတွေးလိုက်တော့အခါဟာဆုံးမီနဲ့တူတယ်ရဖြူကြီးလမ်းကငြိမ်သက်နေသောဦးကျော်တင်ကိုမြင်၍လမ်းသွားကြခြင်းဖြစ်ပါတယ်မြခွန်ညူဟာစိုးရိမ်သွားပြီးအဖေဘေးကလှုပ်ခေါ်တော်လဲမရဦးကျော်တင်ဟာငြိမ်သက်လို့သွားပါတော့တယ်အဘဆိုးရောက်လာတော့မြခွန်ညူဟာအဘဆိုးအဖေကိုကြည့်ပါဦးခေါ်လို့မရတော့ဘူးတော့နေပါအောင်ဟာငါကြည့်လိုက်ပါအောင်မယ်အဘဆိုးဟာလက်တွေခြေတွေစမ်းတော့ခါလဲဦးကျော်တင်ကမလှုပ်တော့ဆုံးပါပြီဘာဆိုးဟာကျုပ်တကြီးကိုတော့ပြောလိုက်မယ်ပေါကြီးဟာဖိုးချိုကိုခေါ်၍အိမ်ပေါ်မှဆင်းသွားတော့မြခွန်ညူရဲ့ငိုရှိုက်တန်းဟာကြီးကွဲပွေရာထွက်ပေါ်လို့လာပါလေတော့တယ်ဒီနေ့ကျွန်တော်ရဲ့ channel လေးကတင်ဆက်ပေးလိုက်တာတော့စာရေးဆရာမမော်အဂရီရေးသားတင်ဆက်ထားတယ်တစေနဲ့တန်ဇလန်းနဲ့တမလွန်တို့ဇလန်းအခန်းသုံးခန်းလေးကိုတင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်နောက်နေ့မှလည်းစိတ်ဝင်စားပွဲရာဇလန်းတွေဆက်၍လာမလဲဆိုတာကိုစိတ်ဝင်တစားနဲ့နားထောင်ပေးကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြဖို့တောင်းဆိုလိုက်ပါရစေကျွန်တော်နာမည်ကတော့ရသပါအားလုံးကျေးဇူးတင်ပါတယ်နောက်နေ့မှလည်းပြန်လည်ဆုံတွေ့ကြပါသေးတယ်ခင်ဗျာ